ကျွန်တော်ကပြောမရတယ်ဆိုကျွန်တော်ကပြောမပြောချင်တော့လေဟုတ်တယ်ပြောကြည့်တယ်မရဘူးစိတ်ဝင်စားဘူးโอเคရတယ်တော့ပြောမရဘူးမလားခေါင်းတွေကထုတ်ပြလိုက်ဟုတ်တယ်ကိုကြီးတော့ခေါင်းတွေကမထုံနဲ့နော်ဒီလေးကားကျွေးတွေဆက်ပြီးအောင်ဒီကလည်းကျွန်တော်မှဒရမာကင်းတာမဟုတ်ကိတ်မုံလေးတော့မနေလူစားရတာမိတ်ကလေးနဲ့ဟုတ်တယ်အဲ့ဒါဘာမှမလုပ်အောင်စားထားပါလားကျွန်တော်ပြောတာဟုတ်လားစားထားပါလားစားလို့ရအချိန်ကြီးများကြီးပဲဘာတွေလုပ်နေကြရလဲကိုင်းနဲ့စားတော့ဘူးစားမဟုတ်ဘူးအခြားကြောင့်ပြောတာမဟုတ်ဘူးကျွန်တော် respect မရှိလေကျွန်တော်ကပုံဝင်လင်းပြောရဲကိစ္စမရှိဘူးမိသားစုတွေကို respect မရှိဘူးရောက်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မပြောနဲ့လေသူတို့ကြတော့ကိုကြီးတို့ respect မရှိဘူးကိုကြီးတို့ပဋိကံတွေပြောတယ်နော်အကောင်းတွေပြောပြတယ်မြို့တွေကိုချီးမွမ်းတယ်ရွာတွေကိုချီးမွမ်းတယ်သူတို့ကြတော့စားတောင်နေကြတာလေကိုကြီးတို့လည်းကျွေးပါဦးလားဆိုလေညီလေးကနေတော့ခေါင်းစားမျိုးမရှိတာလေခင်ဗျာကျွန်တော်မိသားစုတွေကိုမပြောနဲ့အော်အဲ့လိုလားကျွန်တော်မိသားစုတွေနဲ့ပတ်သက်လာရင်ခင်ဗျားတို့ကအစူးပေါ်ဖတ်ကြလေအဖက်ပဲခင်ဗျားတို့ပေါ့အဖက်ပေါ်စုကြလေခင်ဗျားတို့အဖက်ပဲပေါ့အဲ့ဒါမှတ်ကြအကိုတို့ကဆိုအပေါက်ဝိုင်းအကိုတို့ကစူးလေအဖက်ဖတ်ဘိသနဲ့ရှင်ဖတ်ပြောဒီလေးဘုံကညာတပြလုံးရပြအောင်အကိုတို့ကစူးဘလို့အဖက်တော့ပေးတဲ့ကြတော့ဘာလုပ်လို့ပေါ့စူးပါစူးမှာပဲမိသားစုတွေနဲ့ပတ်သက်လာရင်ခင်ဗျားတို့ကဖတ်မိသားစုကစုခင်ဗျားအဲ့ဒါအစူးခံမယ်ပြီးတယ်အဲ့ဒါကြောင့်အညောင်တွေထိုးနေကြတာတိတ်ချီပါတိတ်ချီဟုတ်ပြီအေးကျတဲ့ဆိုင်နဲ့တော့ချင်ကိတာဖေးဝဲတဲ့ချင်းဟုတ်တယ်တမျိုးကြီးဒီလေတချင်းကန်သူကဓာတ်ထောင်လာအေးမနာခဲ့တယ်ဆွေးအဲ့ဂီတာဖေးဝဲတဲ့ချင်းလေးစူးစူးဆိုပြမှာဒီလိုကလည်းနားထောင်ကြည့်စမ်းပါအခွေးလည်းမရဘူးအချစ်ဆိုရင်အပြစ်ရှာမို့လားဆိုတော့ဒီကြောင်လုံးသားပေါ်နေဒီစားနှလုံးသားခေါ်မရဆိုရယ်လောက်ဝင်ကြရကောင်ဘုံဘုံကြလာခိုင်မဘဝကြီးနဲ့ရည်ခွေတရကလေးတွေညီပါချစ်တယ်လို့ကျွေးစရာလေးလုံးနဲ့ဘုံမရှိချစ်မိဟိုတာရင်မပိုက်ထွေးချစ်ကျွေးတရားအဲ့ဒါချင်းစမအတဲ့မရှိအတဲအဘမရှိတယ်မချင်းတယ်မင်း तू ကဘယ်လိုဖြစ်လဲနှလုံးအောင်အဲ့ဒါချင်းအစမဟုတ်ဘူးအဲ့ဒါအစမဟုတ်ဘူးအစစ်ကောင်လမ်းခွေးကြပါဆိုတဲ့သိုးနေတယ်ဝိုက်ဘူးဘေးဘူးပြောလာအသေးဆိုင်မှုရဲ့မောဘလူးမိနိုင်မှုတွေမောရတော့မမိနိုင်မနေကျုပ်စီလူအသေးမရှိမီတော့မုံမီမေတမြမုံဖွေတော့ခေါင်းရှောက်ကောင်းနေတာဆိုခေါင်းရှောက်ကောင်းနေတာဆိုအိတ်ကြီးစမ်းလိုက်ချီရဲ့စိတ်ပြမမလေးဒီမဲလို့တဲ့အမေတို့တလူရဲ့အတလူချစ်တဲ့သူမိဘလူမမနီနာတဲ့နာချီကမောမေးလိုက်ပါမယ်မျက်လုံးဖွင့်ပြီးအိတ်ကြီးစမ်းပါချီရဲ့မျက်လုံးဖွင့်ပြီးအိတ်ကြီးစမ်းပါချီရဲ့နော်ကွယ်အဲ့ဒီကဂီတာဖေးဝဲတဲ့ချင်းဘာလို့မင်းကဂီတာဖေးတဲ့လောက်တယ်မှာဂီတာဖေးတဲ့လောက်တယ်မှာတော့မင်းသားလည်းမဟုတ်ဘူးပြနာရီကူညီဦးသေးလေးလောက်တယ်အခမဲ့ရုပ်ဆိုးရတယ်တချင်းကဖေဝင်းတချင်းအစ်စ်မဟုတ်ဘူးဂီတာဖေဝင်းကပြောတဲ့စာသားတွေမေ့တယ်ပြောလေးကိုဦးစားပေးတာဟုတ်တယ်လာတော်ရလက်ခွေညတကောင်ရလဲတကောင်ရအချင်းကျွန်တော်ဂီတာဖေဝင်းရဲ့အသေးမှဆွဲနေပြီမို့မျက်လုံးဖွင့်ပြီးအိတ်ကြီးကောင်းတာနောက်တော့အသက်ရှိဟဲ့လိုမျက်လုံးမင်းကြီးတယ်
မြောက်ဇန်းတင်တာလားဒီမှာကျွန်တော်တီးဆော်ဒီမှာလွမ်းဆွေး ဟုတ်တယ်လေသူအပြောလေးကိုဦးစားပေးတာလေ တော့အတော့ဘယ်လိုပြန်လာမင်းတော့ရှင်းပါဘယ်လိုမှရှင်းကျေးဇူးတင်ပါရှင် အဲ့ဒါတော့ရိုက် ဖြတ်မတော့အောင်နောင်းနေတယ်ဟုတ်လား ဒါပြောရမှာဒီလေအမြဲတမ်းဓဝါဆိုတာချိန်တို့နေမှာ ဟာဒီကြည့်အောင်ရဒါလေးသိနေတာကကလေးနောက်ကဝင်မပြီးနိုင်ဟိုက်ရတယ်ကျန်ကလေးအပြင်းမရှိပါဘူးဘယ်လိုချင်းညာမစဲလေးတော့အိုင်ကလာပြောတယ်ဖျက်နဲ့နားလိုက်တာကျန်မလေးကိုဖျက်အပွားကြီးတယ်အဲ့တော့ကြီးဒီကပချမ်းကြလေးနဲ့ရတာကိုကတင်လို့နဲ့ရတာတော့နားတယ်ဟေးဘုရားမရှိတယ်ဒီတော့ဘာလို့ပြောနေလဲဒီအခုနားရရမလေးနေဖြတ်သွားလိမ့်မယ်နော်သူတို့ကြားနေပြီနော်သူကနောက်မှာတော့ဒီမှာလေးသူဒီလိုရမှာဖြစ်တယ် မဒီကြီး သူက3000ဟိုက9000ပေါ့အဲ့ဒါပဲအဝယ်လိုက်ဘယ်တော့ရှိရှိပွဲစားကောင်းမှရတာ အားမလဲဒီ ဒီက9000ပေါ့ ဒါညီမလေးလားဒါဒီကပြီး မြင်လားမင်းသားမျက်နှာလိုက်တယ်မြင်လားရားတဲ့ဘက်ကိုသွားတာ သူရကြတော့ မင်းသားမျက်နှာလိုက်တာမြင်လားဟိုမှာအများကြီးဆိုတော့အဲ့ဘက်ကိုသွားတာတယောက်တည်းဆိုတာရတိုက်ပြီးတာမဟုတ်ဘူးနော်ပြောပြတာကြည့်လားမင်းသားအရင်ပတ်စံမြက်တာအဲ့လိုပြောရင်မကောင်းဘူးလေအများ ဒီ ကြီး ကြီးတို့ဒီ ဒီဘက်ကဆွနေချက်ဒီပြောရမင်းသားမရိုက်ချင်တော့လေငါတို့ရိုက်တာမင်းကျုပ်တယ်ဒီဘက်ကဆွကြမှမရှိကြဘူးဟမ်အတတ်မခံဒီဘက်ကတန်းစီကြပါလားစီးပွားရေးရှိတယ်တန်းစီတယ်ဒီဘက်တန်းစီမယ်လို့မရှိကြဘူးညီမလေးမှာလည်းဆွဲရည်အကြည့်အဲ့ဒါပြည့်လိုက်ပါလားလာ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 ကျွေးစီလေးနှလုံးသားဘူးမရှိချစ်မိဒီလို့တာရင်မပိုက်ထွေးချစ်ကျွေးဆိုရဲဆိုးနေတယ်မုံမေဘောကိုတော့ပြောလာတယ်အသေးစိတ်မူရဲ့မဟုတ်ဘလို့မမေ့နိုင်ဘူးကွယ်မောင်တော်မမေ့နိုင်ပါနဲ့ရှုပ်စီရုံလုံးအသေးမရှိမီတော့မုံမီမေတမမုံမေလို့ရချင်းခေါင်းလျှောက်ငုံနေတာခေါင်းလျှောက်ငုံနေတာသူ အိတ်ကြီးစမ်းမချီရဲ့စိတ်ပြမမလဲဒီမဲ့လွယ်နေမမေ့နိုင်တဲ့လူရဲ့အတလူချစ်တဲ့သူမိဘလုံးမမနီးနာနဲ့နာကြည့်ကဘုံမိနိုင်ပါမယ်မျက်လုံးဖွင့်ပြီးအိတ်ကြီးစမ်းမချီရဲ့မျက်လုံးဖွင့်ပြီးအိတ်ကြီးစမ်းမချီရဲ့တော့ကွယ် ဂီတာဖေဝင်းနဲ့ချော့သိတယ်ငါတို့မင်းသား လိုက်ဆိုနေဆိုကိုကတော့ဟာအားတွေရှိပါလားဘယ်ဟုတ်မလဲတော့ဝါကြတယ်ရဝါကြတယ် အားမရဘူးလားဘာလို့အားမရနဲ့ အားမရဘူးလားဘာလို့အားမရနဲ့ ဒီအောင်တဲ့အိမ်ကြီးမရဘူးဘာဖြစ်လဲဈေးရောက်ကိုကြည့်နေဟုတ်အေးတိမယ်ကြောက်ပြီးမှတိမယ်ဘာတိကိုနေရာနဲ့နေရာကပါတယ် ကိုရင်ကိုဖေကိုဒီနေ့တရက်တော့လွတ်ထားပေးပါလာကိုရဲ့ဆိုတော့သူမှသားဖို့မပေးနိုင်လို့သူမှ ဒီလိုမင်းတို့ပြောတာလေလူတွေချအောင်စပူရဲ့ချစ်ဟာနံပါတ်အခုကျွန်တော်မိုက်လေးသိမ်းပေးပါဦးနော် သင်္ကန်းပါ မို
ဆိုတော့မပြီးဘယ်ချောလိုက်အဲ့လိုစိုက်ကြည့်တာကိုပန်ကုန်နဲ့သွားစီ အောင်စပူရဲ့ချစ်ဟာနံပါတ်ကျွန်တော်သူတို့ဘဝကြည့်ပြီးတနာဘာမှအကူကြီးလိုအပ်နေပြီလည်းမသိဘူး ဘိုးကောင်မလေးဆိုရင်အကုန်မကြပတ်ဝိုင်းနေမကြပါမကြစာကတရေလမ်းလျှောက်အဲ့လိုသူများပြောခံတယ်ဟာသူများပြောခံတာမကြက်ဘူးဒီကသူပြောတာမသိဘူးအဲ့ဒါကြီးကလေဒီကဝယ်ပြီးသားကြီးဆိုစိုင်ပြန်ပြောလို့မရတော့နော် Really, really. Wow. Really saying that I'm a noise. Children is all.အောင်စပူရဲ့ချစ်ပြိတ္တကြီးရဲ့ချစ်အလုံးရဲ့ချစ်နေရတာမြတ်တာချစ်မောပေါင်းကနာလေးဖြစ်နှလုံးသားရင်မူထားရဲ့ပြုံးများကချစ်တဘောထူဖို့တတ်တဲ့ဖြစ်အောင်စပူရဲ့ချစ်ဟာနံပါတ်1 ဒါနာမရဘူးနံပါတ်1တော့ရတယ်။ကြည့်နေတာ ကိုစင်ပေါ်မှာလေအဲ့လိုဆက်လိုက်ဘူးလို့ဆက်လိုက်နေပါတော့ရင်ကိုစုမလား စူမမကညာချင်းကိုပြတ် ဒီမှာအဲ့လိုဘာတော့လာတယ်တော့ ။တော့ဖေးဖေးပြီးခေါ်တာအေးစိတ်တိုင်းတော့ဘာမှမလုပ် ရှူဘာလို့ငါကတော့မှာနော် ။ဟုတ်လေအပေါ်ပဲမနဲ့ဗရိတ်ဘတ်ကိုတတ်တောင်လို့ဆိုတော့ဟုတ်တယ်ပါဘူး ငါတော့ပြက်လို့ပြက်တာလေ ။ဟဲ့လာ This is watching you. ကျွန်တော်စားကြလို့သူတို့ကချစ်လို့ဆိုပြီးပေးလိုက်တာ စီမရှိကမရှိဒါဒီလာချဦးစောဝေး ။နော်။ဒီကနေ့ဒီက ရှူလာခဲ့ ပြီးသူစားအောင်ဝင်စီ။လူရှိမှာတော့အိလာလာမလာပြီးဦးမကမလေးတွေအလူချင်းလို့တောင်း။ဟာ ချတော့ မောင်နိုင်ငံမျိုးကလူရတထေးတွေပဲနော်။လက်ဖက်တော့ပြန်ပြန်ကြော်လို့ပါတခုမှမပါဘော်ပြီးနဲ့လက်ဖက် တူမိုဒီချော ဘယ်လိုတော့လက်ဖက်တော့ဘော်ပြီးနဲ့လက်ဖက်တာပဲဒီက မင်းတို့ဆုံးသွားပြီးတော့တရားကြည့်နေတာဘယ်အစားအကောင်းမလဲ ဟုတ်တယ်အခုကော်ပီတယ်ဟိုတော့ကော်ပီတော့ကဘကစင်လို့လေ ဟာကပ်ချီလို့ အော်ဒီ အဘကချီလို့ ကိုလုံးတဲ့စီမရှိကမရှိကတော့နော်ကျေးဇူးတင်ပါတယ်နိုင်ကျေးဇူးတင် ပြင်ပါဘောသူကပရိသတ်ကိုတက်တာပါပြီ တော့ပေးလိုက် ပြီးလိုက်တော့ အခန်းထဲတက်ထည့်လိုက် ခဏတော့ရလိုက်တယ်မဟုတ်ဘူး တူကြီးသိန်းလားပြပြီလားရလားဒီအောင်တဲ့အိမ်နေနေရဘူး။ဘာဖြစ်လဲ။ဈေးရောက်ဖို့ကြည့်နေ။ဟုတ်။အေးတိမယ်ခရောက်ပြီးမှတိပြီ။ဘာတိတိကိုနေရာနဲ့နေရာကပါလဲ ကိုရင်ကိုဖေကိုဒီနေ့တည့်တော့လွတ်ထားပေးပါလောက်ကုန်ရဲ့ဆိုတော့သူ့မှာသားဖို့မပေးနိုင်လို့သူ့မှာ ။ဒီလိုမင်းတို့ပြောတယ်။လူတွေချ။အောင်စပူရဲ့ချစ်ဟာနံပါတ်အခုကျွန်တော်မိုက်လေးသိမ်းပြီးပါဦးနော်
ဆိုပြီးတော့မပြီးဘယ်ချောလိုက်အဲ့လိုစိုက်ကြည့်တာကိုပန်နကုန်နဲ့သွားစီအောင်စဘူးရဲ့ချစ်ဟာနံပါတ်ကျွန်တော်သူတို့ဘဝကြည့်ပြီးတနာဘာမှအကူကြီးလိုအပ်နေပြီလည်းမသိဘူးဟိုကောင်မလေးဆိုရင်အကုန်မကြပတ်ဝိုင်းနေပြီမှာမကြစာကတရေလမ်းလျှောက်အဲ့လိုသူများပြောခံတယ်ဟာသူများပြောခံတာမကြိုက်ဘူးဒီကသူပြောတာမသိဘူးအဲ့ဒါကြီးကလေဒီကဝယ်ပြီးသားကြီးဆိုစိုင်ပြန်ပြောလို့မရတော့နော်စဘူးလေးစဘူးလေးအတူတူလေးပြောချင်လို့လေစဘူးလေးစဘူးလေးအတူတူလေးပြောချင်လို့လေကိုရစီဦးတာအကူလိုရင်းတော့ခဏပဲလေစဘူးလေးစဘူးလေးအတူတူလေးပြောချင်လို့လေစဘူးလေးစဘူးလေးအတူတူလေးပြောချင်လို့လေကိုရစီဦးတာအကူလိုရင်းတော့ခဏပဲလေလက်ကိုတည်းများတော့အပင်းလို့လေသူလေးနဲ့သူစဘူးကလို့ပြောလိုက်မရစေပြောလိုက်ပြလေမဆိုင်သူတွေပေးဖယ်နေလောက်ကွာအချစ်ရဲ့ကားစို့လေ ကောင်းလိုက်တာဒီချင်းလေးကြက်တာနော်ကျွန်တော်ငယ်ငယ်တော့ကခဲ့တာဆမ်းမြရည်ဒီနော်ပြီးစဘူးလေးအတူတူလေးပြောချင်လို့လေစဘူးလေးအတူတူလေးပြောချင်လို့လေကိုရစီဦးရအကူလိုရင်းတော့ခဏပဲလေဖက်နေစဘူးလေးအတူတူလေးပြောချင်လို့လေစဘူးလေးအတူတူလေးပြောချင်လို့လေကိုရစီဦးရအကူလိုရင်းတော့ခဏပဲလေလက်ကိုတည်းရတော့အပင်းလို့လေသူလေးနဲ့သူစဘူးကလို့ပြောလိုက်ပါရစေမဆိုင်သူတွေပြီးပဲလေလာကွာအချစ်ကားစို့လေ ကဲကြောက်ကြစို့ဗျာအဲ့တောင်ရှိရလေခဏကြွတာပဲချွတ်ထားလိုက် တောင်ရှိရဲ့အစ်စ်ဆိုတော့အသားမကြသေးလို့ပါ ချွတ်ပြီးတော့အစ်စ်လဲလိုက်ချွတ်ပြီးတော့အစ်စ်လဲလိုက်ကိုကြီးမအစ်စ်တွေရှိတယ်နော်ဟုတ်လားပြောချင်းပြောမလုံးနဲ့ အောင်ဆုံးလေသွားလားဒီကဘာမှာဆုံးချင်တာအသေးရတစ်ခါရေပတ်ချီတာလုံးကျိုးတွေတာအစိုးတတ်တိုင်းမမုန်းတဲ့ချစ်မဲ့အောင်စဘူပါဟုတ်ပါအစိုးတတ်တိုင်းမမုန်းတဲ့ချစ်မဲ့အောင်စဘူပါဟုတ်ပါအမေကနော်ချွေးမလာလာနေမို့အရင်ကိုချစ်မသိကိုချစ်မကောင်းပြီးအောင်စဘူရချွေးမရွေးတာတိတ်တူတော့ဟေး
ကိုအောင်ပြောလိုက်ပါကိုမင်းသမီးကိုတော်နဲ့ကွာတကယ်ပြောတာဒုလို့ချစ်တာရောရမှာတကယ်ပြောတာမင်းစုမင်းစု ဟိုက် ကိုအောင်သူရဲ့ကိုအောင်သူရဲ့ကိုပြောတကယ်ပြောတာဒုလို့ချစ်တာရောရမှာကွာနောက်ချိန်ရဖို့ပြီးတော့ဆိုချင်နေတာ ဆိုကြပါနဲ့ကျေးဇူးတထားရ ဒီမာ ပြော အရင်အဆူကောင်းတဲ့သူတွေပါဇက်ကိုဖတ်လို့ဒုနဲ့ကတ်ထားတယ်တယောက်တည်းကဲတယ် တွေ့လားကိုကျေးဇူးရှင်သမင်းရှင်ရေးရှင် ငါ့ကိုမနဲ့ငါပြောမှ အဲ့ဒါပြောတာပေါ့သမင်းကျွေးတဲ့ပြိတ္တကိုမြန်ဖိုက်ကိုတူးနဲ့ကတ်ထားမယ်ဆိုကြတယ် ဒီလိုတိရစ္ဆာန်မျိုးကသမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တယ်ခွေးမျိုး ဝါ ကျွန်တော်ပြောတာမယုံရင်ကြည့် ဘာရော အဲ့လိုနှုတ်ဆက်ညဆိုအကန်နေကြီးပဲ ဟဲ သူကလိန်ပြတ်တာလားလိန်လက်မပြတ်တာ တက္က လား လာမြောင်း နေပြီးတော့ပြန်ဖို့ အဲ့ဒါဖလိုက်မယ် ဒီမှာ ဒီမာ တခိုင်းလေးကိုကြည့်တယ်ဒီမှာ ကိုအောင်သဘောချလို့လို့ ဘလူကပြောတာ အောင်သဘောလေးချလို့လို့ ဟောဖြစ်တယ် အော်သူပြောလို့လေဟိုရှင်သေးဟုတ်တယ်တော့လှတော့လှတယ်ငါပြောတော့ဆိုအားရအမေဒီ ဒီလိုခင် ဒီမှာပဲဆိုလေ သူကတော့ညီလေးကိုချောတယ်လို့ပဲပြောမလဲ အေးဘောဒီဘက်ဒီမျက်လုံးကဒီရောက်နေ သူရှိမှရမ်းခံညာတီရှင်ကြီးတယ် ကိုရှိတီရှိ ဘ ကြီး လို့ပြောချင်တယ်မပြောချင်လဲစကားတော့ထင်နေသေးတယ် တီရှိကြီးအရင်တီကြီးနေတယ်ကိုငယ်ရှိနေတော့ ဒီချင်း ဒီမာ နွေနွေ ဒီနေ့တော့ခင်ကျုပ်ပြောပြရစီ ညီလေးပြောပါပင်ပန်းမှာဆိုလို့ ချလို့လို့ အတန်းဝင်နေတာတော့လား အခုမှပဲသူကပြောတော့တယ် အောင်သဘောလေးချလို့လို့မယုံရင်ချ မယုံပါဘူး ကို ညနုခင်တ မ န် င်း ဒီကွာ မင်းညာနုခင်အတန်ထွက်တဲ့မနေ့ပြန်တညာတိုးပြီ ဟိုသူ့ရဲ့အတန်ကအခုဆက်စီကြတယ်နော်ပြက်ဆက်တွေပါနေမှာအော်ပရာဆိုလဲ ကို အဲ့လိုအတန်လေးကရှက်တာ ကိုညမတော့ဘလောက်အားကိုရလဲပွဲ အရင်အဆူကောင်းတဲ့သူတွေပါဇက်ကိုဖတ်လို့ဒုနဲ့ကတ်ထားတယောက်တည်းကဲတယ် တွေ့လားကိုကျေးဇူးရှင်သမင်းရှင်ရေးရှင် ငါ့ကိုမနဲ့ငါပြောမှ အဲ့ဒါပြောတာပေါ့ သမင်းကျွေးတဲ့ပြိတ္တကိုမြန်ဖိုက်ကိုတူးနဲ့ကတ်ထားမယ်ဆိုကြတယ် ဒီလိုတိရစ္ဆာန်မျိုးကသမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တယ်ခွေးမျိုး ဟာ ကျွန်တော်ပြောတာမယုံရင်ကြည့် ဘာရော အဲ့လိုနှုတ်ဆက်ညဆိုအကန်နေကြီးပဲ ဟဲ သူကလိန်ပြတ်တာလားလိန်လက်မပြတ်တာ တက္က လား လာမြောင်း နေပြီးတော့ပြန်ဖို့ အဲ့ဒါဖလိုက်မယ် ဒီမှာ ဒီမာ တခိုင်းလေးကိုကြည့်တယ်ဒီမှာ ကိုအောင်သဘောချလို့လို့ ဘလူကပြောတာ အောင်သဘောလေးချလို့လို့ ဟောဖြစ်တယ် အော်သူပြောလို့လေဟိုရှင်သေးဟုတ်တယ်တော့လှတော့လှတယ်ငါဟိုဆိုအားရအမေဒီ ဒီလိုခင် ဒီမှာပဲဆိုလေ သူကတော့ညီလေးကိုချောတယ်လို့ပဲပြောမလဲ အေးဘောဒီဘက်စီမျက်လုံးကဒီရောက်နေ သူရှိမှရမ်းခံညာတီရှင်ကြီးတယ် ကိုရှိတီရှိ ဘ ကြီး လို့ပြောချင်တယ်မပြောချင်လဲစကားတော့ထင်နေသေးတယ် တီရှိကြီးအရင်တီကြီးနေတယ်ကိုငယ်ရှိနေတော့ ဒီချင်း ဒီမာ နွေနွေ ဒီနေ့တော့ခင်ကျုပ်ပြောပြရစီ ညီလေးပြောပါပင်ပန်းမှာဆိုလို့ ချလို့လို့ အတန်းဝင်နေတာတော့လား အခုမှပဲသူလည်းပြောတော့တယ် အောင်သဘောလေးချလို့လို့မယုံရင်ချ မယုံပါဘူး ကို မျက်နှုတ်ခင် မင်းညာနုခင်အတန်ထွက်တဲ့မနေ့ပြန်တညာတိုးပြီ ကိုသူ့ရဲ့အတန်ကအခုဆက်စီကြတယ်နော်ပြက်ဆက်တွေပါနေမှာအော်ပရာဆိုလဲ ကို အဲ့လိုအတန်လေးကရှက်တာ ကိုညမတော့ဘလောက်အားကိုရလဲပွဲစင်ညကတာနှုတ်ဆက်ညမှာအတန်ထွက်တယ်ဆို ဘယ်လောက်များလုံကျွေးမှုတွေပြုနေလဲမသိဘူး ဩညီလေးရဲ့ဒါမိဘကို ပါပြန်ပြီ ဒီကရကပြန်လာဟုတ်တယ် မင်းညာနုခင်ထီဒီကောင်ဝင်းဝင်ပါနဲ့ဘာကောင် ဩဒီလိုပါပဲ
ကိုချစ်တဲ့လူတွေလေ तू ကမင်းမြန်တို့ခင်ချစ်တယ်ငါချစ်တဲ့လူကလည်းဆေးရုံကငိုးမစင်းဘူးမင်းသမီးလေးတစ်ခါကတာမင်းသားပြောလိုက်လူရှင်တော်ကပြောလိုက်နဲ့တော့ပြီမိမမကနဲ့လာပြန်မယ်အမေအော်တတိယလို့နောက်တဲ့လက်ကြည့်လိုက်ဆေးရုံကငိုးမစင်းဘူးမသားမစုဘူး အကိုဆေးခမရ မဟုတ်လေကိုကချစ်တော့ तू ကစစ်စစ်ချင်းမနေဘူးအခုပြင်းရမလားဟိုမှာဖင်စလိုင်းချိန်ရပြီ ဒိုင်နေမဲ့လေဖိစလိုင်းပါ တော့ လည်းကတော့ချွေတော့မင်းသားကိုကျုပ်မင်းသားကျုပ် ဒီကပြောလို့မရဘူး အကိုကလည်းသူညာရီလိုက်ပတ်စုနေရဲ့မင်းသမီးရောက်နဲ့တွဲနေတော့မှတုံးဝင်နေတိုးပြီးမှနှခိုင်းရဆိုစုသွားယူလိုက်အောင် လောကောင်မေခဏလေးနော်ဒါတပိုင်လေးကပြောလာခဲ့မယ်နော် မြန်ဆောင်နော် ခဏနေတော့တဲလေးစောလေး ဟာငရဲတကြီးဘူး ကို့အမေလောက်ရှိတာကြီး ကိုကြိုက်တဲ့လူကတော့မကြိုက်တဲ့လူမသွားတော့ပြတ်ဆောင်လား မနေနိုင်ဘူးကဲကမယ်နော်ငါကမယ်နော်ဆိုတော့ခဏခဏပြောနေရတယ်ကမယ်နော်ဆိုတော့မနေနိုင်ဘူးဟေး ဟေး ကြာလေးလားမေဟာဘာလို့ဘာလို့ဘာလို့လဲ စိတ်ဆိုးတယ်မင်းမျက်နှုတ်ခင် ဘာလို့လဲ ဘာလို့လဲကိုရလဲနေရမိမ့်မကြီးဖြစ်ဟာ အဲ့ဒီကောင်တေချာကြည့်ပါ ဟမ် နော်ဘာဖြစ်လို့လဲအိမ်မှာကျရင်အသုံးဝင်တယ်စောင်းညစ်တဲ့အက ဘယ်လားမင်းတို့ကမြင်အရင်ကဖင်သူ့ဖင်ကမြင့်မြတ်တယ်အဲ့ပေါ်မှာပဲထိုင်တယ်ဘယ်မှမလာဘူးကိုဒီရှင်မို့ ငါလည်းအဲ့လိုဖြစ်တယ် ဒီမှာကြည့်ဆူချတဲ့ဟာလေးကရည်ကြည်တယ်ဒီမှာကြည့်ချစ်စရာလေးဟေးအဲ့ဒါကွဲသွားရင်ဒီဟာလေးတစ်ခုဆောင်းတာအမလေးအိုးဝေခါမကုန်ဘူးဗျာဒီလိုလေးဆွဲပြီးတော့ဒီလိုလေး အော်ဒီဘက်ဘေးလာ ဆက်ရလဲအဲလိုက်သားလေးရဲ့ဒီလိုဆောင်ရတော့ကိုညောင်းနေမှာတော့ကဲနဲ့ကြံချလိုက်တော့လို့ အားကြောင့်မို့လို့ မင်းသားရေလိုကမယ်နော် အကိုကလည်းပြက်လုံးပဲပြက်ပြက်လုံးပဲပြက်နေမှာအကိုကောင်မလေးစိတ်ဆိုးနေမှာနှခိုင်းကြီးကိုထော်နေ စိတ်ခဏလေးနော်ဒါတပိုင်လေးပဲကယူဘေးမင်းသားရေလိုကမယ်နော်ဒီချက်ကနော် ကမင်းသားလေးလိုကပဲမင်းသားလေးလိုအကျန်းကောင် ဘေးတီ လာမေး စောင့် ဟေး အမလေးခိုင်းပြီးရဲ့ခိုင်းပြီးကောင်းတာအကြီးကြီးရဲ့အကိုကဒီလိုကုန်အဲ့ဒီကဘလို့ကောင်းတာ မင်းကလည်းခိုင်းပြီးကြောက်တဲ့ကြည့်ရတာ နာဂစ်ထဲမှာပါသွားတယ် တယောက်တည်းဘာဖြစ် နာဂစ်ထဲမှာပါသွားတာလေ မြေမျိုးနေ လှတယ်နော်ကောင်းချင်းတို့ကြည့်ကြတယ် အဲ့လိုမကြိုက်ဘူး ဟုတ်တယ်နှခါကညောင်းတယ် ပြန်ကမယ် နှခါလုံးရတဲ့လူကမကောင်း အေးလေကြီးလေးရတယ်မင်းသမီးတွေလေဒါမင်းသမီးတွေမင်းသားလို့တော့ဟေးရမင်းသားလို့တော့ဘယ်ကကွက်အချိုးကြမလို့နော်မမလေးတွေဒါပြီးတော့ တော်ပြလိုက် ဟိုကိုပြောတယ်မင်းတော့ဖမ်းခံ အဲ့လိုပြောရင်တေမေတော့မထင်ဘူး ဘေးတီ အောင်ပတ်စံလိုက်ချိန်တာခက်တော့ခက်ပြီ အဲ့ပတ်ဆိုင်ကြီးဘုံပေါင်းတော့ ပြန်တီးမယ် မင်းသား အဲ့ဒါဘလို့ညီလေးဘလို့
အိုင်နာလူလွင့်တော့တီးအိုင်နာလူတွေတော့လွင့်မှာမို့သူဆွဲထားလို့မလွင့်တာ အဲသူစီရမှာကမလေးတည်းရှင် ထိုင်လို့ရတယ်နော် သူဆိုင်ကြ လက်တော်လေးတစ်ခုတော့ရက်ခံပြစီနော် ဘာဖြစ်လို့တော့ ပန်းပြားလေးတွေကဝယ်ထား2လပဲရှိသေးလို့မှ ဒီမလေးအဲ့ချုံလာတယ်ဒီမလေးအမေမသိဘူးကောင်းစောတယ် ဘာလဲတော့ သမီးရောက်ပါရလား ဟော ဒီမှာဒွေးတင်ပြီးတော့ခက်တယ် ကိုမိုးစောမျိုးတွေ အေးဟဲ့ ဘေးထိဒီချပြန်က ရစမယ် ဒီစားလို့ငါသူများပြောမခံနဲ့ အဲ့ပတ်စံကောက်ဖို့တော့တတ်တယ်အဲ့ပတ်စံကိုကောက်ဖို့ရမ်းတတ်တာ စာကြီးမ ဒီစားလို့မင်းသားနော်ငါတို့ခမင်းကိုကို ဒါကြီးမပတ်စံကိုဖွက်စရာနေရမရှိဘူးပတ်စံကိုဖွက်စရာနေရမရှိဘူးဒီမင်းသမီးလေးဘလောက်မှမမြင်တဲ့အပေါ်တက်တာတော့ဒါလေးတော့မတက်တာဘူး ဘာလို့မျိုးနောက်တစ်မျိုးလောင်မယ်ဗျာ လှလိုက်လား နောက်တစ်မျိုး ဆရာလေး နောက်တစ်မျိုးလေး ဆရာလေးနောက်တစ်မျိုးလေးဗျာ လာပြီ အာ ကဲထားလိုက် နောက်တစ်မျိုးလေး အောက်ကကြီး အေးပြီးတော့လိုက်လားနားလေ လာလိုက်တာဒီလေခုနလိုလေးပြန်နေလိုက်ပါခြေတော်ကလေးချိန်ပြီးတော့အမေအဝေးရကြီးကြီးအနီးရကြီးကြီးဘာလို့လို့ဘိုးတက်ခေ ကိုအဲ့ဒါဆင်းတာဟာဆင်းတာဟိုင်နော်သူကအဲ့ဒါအကတွေကိုက ခေါ်မှာ ဂျာတာလေးကိုကြီးရဒါလေးဟောဟာမြမလေးချစ်လို့ အောင်စဘူးကခုနကသွားတာလေအကတွေမှာအတိတ်ပဲရှိတယ် ဟာလား အကတွေမှာအောင်စဘူးစကတဲ့အကတွေမှာကြီး အိုက်ကအ ကျွေးဆက်စရာမလိုတော့ဘူးနောက်တစ်ခုကလာသေးရဲ့ ဟုတ်တော့ စုချရင်တော့လာနောက်ဆုံးတစ်ခုကလာမင်းလားပစိုးပြေးနေတယ်အယောဟိုကပြက်ဆက်ရှိရပြတာမပြက်မဆန်လည်းပေးမှာမဟုတ် တော်မှာဘောင်းများမျိုးတွေရောက်နေ ဟာတော့ဟေးတက်တာအမ ဗျာ ကျင်းညမမနဲ့ချုပ်ပေးတယ်တော့ဒီအယောင်မလို့အယောင်လည်းအသားအမဲပါစီမမ ဟာကောင်းပါလေတဲ့ အကူလည်း ကဘာဘာကเรียกက မြစ်တော်ရောပနမရေနဲ့ကာရောရေတဲ့ဦးတင်ချီစိတ်ထားကြည်ပြူအများပြည်သူတို့ယူဆိုရကိမေရှိရွေတော်ရဖြာဖြာမင်္ဂလာသည်အစဉ်ပြေဝပါစေတော်စီမွားရည်တွေနဲ့ပျော်ရွှင်ကြည်အလွယ်အလီလီတို့ဝေးစီရောစုမုံချွေးတောင်းလိုက်မေခမရဘေးမခအေးများရစေသာဘေးအိုင်အောင်စဘူးတပင်မအောင်စဘူးတပင်မစုမပထနာပွား
ကျွန်တော်ကိုရီးယားမင်းသားပြောပါမှာမင်းသား တကယ်မင်းမယမနာနှပါးသားလေးရချူတဲ့ခိုင်ကိုအောင်သဘူရင်ပြည့်ပြပါလားဆွေတကယ်မင်းမယမနာနှပါးသားလေးရချူတဲ့ခိုင်ကိုအောင်သဘူရင်ပြည့်ပြပါလားဆွေ မောင်ချလင်းကလည်းဆိုရင်ပြည့်ပါတော့ထောင်းလေးခွဲအပြေးလေးချစ်ခင်အဖေကိုလည်းအောင်သဘူပြောမယ်ဟိုဒီမှာမောင်ချလင်းကလည်းဆိုရင်ပြည့်ပါတော့ထောင်းလေးခွဲအပြေးလေးချစ်ခင်အဖေကိုလည်းအောင်သဘူပြောမယ် ဒီလိုဆိုချူတဲ့ခိုင်ရှင်လည်းပြပါလားတဲ့ဆိုချစ်တိုင်း လူစုံမောင်မေဟမ်အဲ့ဒါဆိုမှဒီမိနေမှာဆို မေမေလုကင်နာကက်ကက်ပြီးခင်ဗျားလည်းနော်မကြတော့ဘူးမကြခင်မှာအဲ့အကျွေးမကြည့်တဲ့ကားလေးရောက်တော့ ငါတော့ကြီးဝယ်ပေးဦးနော်တကြီးအမှန်ဒလီဝယ်ပေးမယ်သူတန်ပြတ်မလို့ ဒူဆုံမုံမေ Do the way ညီမတပင်းတစ်ခစ်ကို you want to be the kid ညီမတပင်းတစ်ခစ်ကို you want to be the kid မိခင်မစောကွယ် the kids that I love you want to be community ဖေးရ down here with you so many you I'll put the kuma ea be tiny the big go to my gawi be do the ya de you want me darling ကျွန်တော်ကိုရီးယားမင်းသားပြောပါမှာမင်းသား တကယ်မင်းမယမနာနှပါးသားလေးရချူတဲ့ခိုင်ကိုအောင်သဘူရင်ပြည့်ပြပါလားဆွေတကယ်မင်းမယမနာနှပါးသားလေးရချူတဲ့ခိုင်ကိုအောင်သဘူရင်ပြည့်ပြပါလားဆွေ ချစ်လင်းကောင်းလို့ဆိုရင်ပြင်းပါတော့ပေါင်းလေးခွဲအောင်ရည်ချစ်ခင်အဖေကိုလည်းအောင်သဘောပြောမယ်ဟိုဒီမှာမောင်ချစ်လင်းကောင်းလို့ဆိုရင်ပြင်းပါတော့ပေါင်းလေးခွဲအောင်ရည်ချစ်ခင်အဖေကိုလည်းအောင်သဘောပြောမယ် ဒီလိုဆိုချူတဲ့ခိုင်ရှင်လေးပြပါလားတဲ့ဆိုချစ်တိုင်း လူစုံမောင်မေအဲ့ဒါဆိုမှဒီလေးမေးနေမှာဆို မေမေလုကင်နာကက်ကက်ပြီးခင်ဗျားလည်းနော်မကြတော့ဘူးမကြခင်မှာအဲ့အကျွေးမကြည့်တဲ့ကားလေးရောက်တော့ ငါတော့တကြီးဝယ်ပေးဦးနော်တကြီးဒလီဝယ်ပေးမယ်သူတန်ပြတ်မလို့ ဒူဆုံမုံမေ Do the way ညီမတပင်းတစ်ခစ်ကို you want to be the kid ညီမတပင်းတစ်ခစ်ကို you want to be the kid မိခင်မစောကွယ်ကဲမြစ်နေရမယ်အဲ့ဒီလေးဘုရားလေးလို့စိတ်နေတယ်ကိုယ်တည်းညစီသူ့ကိုအောင်လေးတဲ့ကိုအောင်လေးမှန်တော့ဗျာဟိုလည်းမင်းကလည်းအောင်ကဘူးလေညတော့ပတ်သက်ကိုမြည်တယ်လို့မြင်လားပတ်သက်ကိုမြည်တယ်မြင်လားလာလိုက်တာဘုရားအဲ့အောင်သူစစ်လားစစ်တယ်ဘာဖြစ်လို့လဲ
လာလိုက်တာ ဘုသူပါအဲ့ဒါအောင်သူစစ်လား စစ်တယ် ဘာဖြစ်လို့လဲ တောင်ရှင်ကျွတ်လို့ ကျွတ်တာမဟုတ်ဘူး ဟမ်ကြီးလေး တက်ချွတ်လိုက်တာ ဟုတ်လားဒါပေမဲ့ကြီးလေး ခင်ဗျားတို့ကနေ စကားပြောပြောတယ်အဲ့ဒါကမပြောပါဘူးဆိုတော့မှ သူပြောတာသူပြောတာ ဟုတ်ပါဘူးညီလေးကအခုရဖက်မပြောပါဘူးညီလေးကဒီပတ်စံဒီလိုလေးကြိုက်တဲ့ကောက်တဲ့အကဘယ်မှာတင်လာတာလဲ ဒီတော့ အမေရယူသေးနေမင်းကတမဲစားပြီးတော့မဲယူသေးနေတာအမေ ကျော်ဖွေးရမှာချစ်ဆုံးမှာဖေးကြီးပဲ ဟုတ်တယ် သူ့လူတွေကပြောတယ်လေဂျီဖို့တဲ့ ဒီဘက် ပတ်စံ300ကိုမရှိဘူးငါတာကြားတယ် ပြစုပါပြစုပါ ကျွန်တော်ဘာပြောပြီလို့ကျွန်တော်ဘာပြောပြီ ခါရောက်မယ်ဆိုပြီးတော့စိုးရိမ်လာတယ် ဟုတ်တယ်လေရောက်တယ်လေ ပြီးရင်မိသားစုတွေကမတရာပဲနဲ့ကျွေးတဲ့ဒူရီဒီ တရားပြီးတော့ တရားလို့ကျွေးတာ တရားလူကြီး တရားလို့ကျွေးတာပါ ကျွန်တော်တင်တော့မတရာဘူးထင်တာပဲ ဟုတ်တယ်သူကလည်းကိုပဲ တော့စားနေ ကျွန်တော်စော်ကြီးကကြွေးတယ်တခါတည်းဒီလည်းတရားလေးကြီးစောက် ကျွန်တော်ဆောက်တဲ့ဒီလိုဟာဒီစီဆောက်တယ် အဲ့ဒါထဲမှာဒူရင်းသီးအစားတရေတဲ့သူတွေအများကြီး ဘယ်လို အမလေးမကြည့်လိုက်ဟာဒီလိုလက်ဆွဲပြခဲ့ချင်တာ ဟမ်ဘာဖြစ်လဲ ဒူရင်းသီးအစားတရေတဲ့သူတွေအများကြီး ဘယ်သူ မှာ တော့ တော့ဟာဒီလိုလက်ဆွဲပြချင်တာ ဘယ်သူတော့လို့ လက်ဆွဲပြချင်တာ ဘယ်သူလဲလို့ ပူပူလေးတင်းနဲ့ကိုကြီးနဲ့လေအဲ့ဒါမွေးသီးသက်စားကြ ဒူရင်ဒီ ငါတို့အဲ့ဒါစပြီးမူးနေရကွာ တွေးတူတော့ အဲ့ပြီးတော့ငါကိုသီးတွေကောက်စားရတယ်မင်းကိုလည်းငါလည်းကူးချင်တာမမင်း ဟာအဲ့ဒါဆိုရင်ကျွန်တော်မင်းတို့ကမောက်ကလေးနဲ့စားသေးတာ ဟာတက်ပေါင်သီးပါဟမ်တက်ပေါင်သီးကိုမင်းတို့ကအောင်ဒီလားမင်းများကိုလည်းဒီကိုကြည့်လားရွေးစားကြကွာချင်လို့စားတယ်ဒီကိုတက်အမေလေး အချိုးမပြောကြဘူးမင်းတို့လေရော့ငါဆင်ရတတ်ထားမယ်နော် အမေတက်ပေါင်သီးများမင်းတို့ကအောင်သီး အမပြောတယ်စိတ်ကောင်းမခေါ်တော့တလားလောက်ကိုမင်းချိုး ဒီလှိုင်းတစ်မျိုးနဲ့တော့တစ်မျိုးလုံးပဲနော်အဲလောက်ခိုင်းမှာတခု ကာရပမာရန်ကုန်လား ဒါသူတို့သူရက်ွက်တယ်အဲသူရက်ွက် ဒီပါငါပြောပါမယ်နေအထက်နဲ့အောက်တွေကိုနိုင်ရက်ွက်လာလို့နေကတိလို့လားပြောကိုကြည့်တော့မန္တလေးရဘာမှမဆိုင်မော်လမြိုင်နဲ့မန္တလေးနဲ့လာပြီးတော့ဘာဖြစ်ငါဘာဖြစ်လဲဒီတက်တိစီတို့တော့လာကြတာမင်းတော့လာကြလိုက်တာ ဘာမလုပ်နဲ့ညီလေး ချညီတို့တော့ငါချမှာ စကားရင်တီး ချတယ်မင်းသိသွားလိမ့်မယ် တမူထားပြီးအားပေးတဲ့မိသားစုပြိတ္တတွေကို ညီလေးအဲ့လိုစိတ်ကိုဖွေးရမယ် တမူထားအားပေးတဲ့မိသားစုပြိတ္တတွေရဲ့အားပေးမှုခမရအဲ့လိုပြောတယ်ခမရပြောရပေမဲ့ခမရအဲ့လိုပြောရင်ကျွန်တော်နှလုံးသားကိုဓာတ်နဲ့မောတယ်လို့ အေးပါသူအဲ့လိုပြောမှာကသူမဆိုင်ရတာဟုတ် ကိုမအဲ့ဒီဘယ်သူတော့သူကအဲ့ဒီထုတ်ကြီးနဲ့မလို့ပြန်လာလို့ဆိုတော့တော့ပြက်လေးပြမှလာတာ ယောမင်းကညီလေးဟာမဆိုင်ကြ ဘာ ပါ သာ ဘူး ကြီးလေတော့ မင်းကမဆိုင်ကြပါလာတယ်မက ကဲ လေး မကြီးလေ သွားကြည့်နေတာသွားကြည့်တယ်အိုက်ဒီငန်းလာတာ အဲ အာမမင်းက ဒီကိုကိုရောင်တယ် ဒီပါ ဒီအဲ့ဒါကိုကြီးစိုက်တယ် ဟုတ်လား ဘာလေးလဲကိုတယ်မှာကိုတယ် ကျွေးပါကျွေးပါ ညီလေးပြင်နှမ်းမှာဆိုအော်လက်နုဖက်ဖက်လေးဒီမှာအကျော်လေးကြီးချင်းအောင် အခုပြပါမယ် ဟောညီလေးလေအိုးဒီရောဒီကရုံးမှာမဟုတ်ဘူးအခုခုဆို ဘာမှဖြစ်ပါဘူး ကျွေးပါအဲ့ဒါလုံးယူထားအောင်ရော ဟုတ်တယ် ဘာလို့မရမှာဆိုတော့ ဘာမှဖြစ်ဘူးဘာဖြစ်မှာ အာညီလေးလေကျော်ရ ကျွန်တော်ချစ်လို့ကျွေးတာဘာဖြစ်ဘူး သူကြည့်တော့အနော်ဝဲစစ်ကြီးနေလေ ဟုတ်တယ်လူ ဘာဖြစ်လဲနော်ဘာဖြစ်လဲ အဖေဝဲကနေဆိုတမျိုးတော်တယ်အနော်ဝဲကြီးနေအခုခုဟောဖြစ်တယ်ဘယ်လိုလုပ် ဘာ လဲ မှဖြစ်ပါဘူးဆို ဒါလေးနီးရပေါ့ ဘာမှမဖြစ် ဟုတ် ဘူး တယ်သူကမဲရမဲတယ် ကိုကြီးအဖြစ်ခံမယ်ကိုကြီးအဖြစ်ခံမယ်ညီလေးဟာ လက်နဲ့ဖက်နဲ့ညက်ကပါလေ အဖြစ်လည်းငါစားတာ လက်နဲ့ဖက်နဲ့ညက် လေးလို့တာငါကသူ့လေးကြတယ်ဒီကကိုငါစားတယ်ဒီကလေ ဘာမှမဖြစ်ဘူး ညီလေးဩဒီဘက်ကချင်းလေတိစား ပြူစားတယ်ပြူစားတယ် မိုးရင်လေတိစာ အာပြူစားတယ် ရိုးလေးထိုင်းနေရောရိုးလေး ဘယ်ဝယူရယူမလေးကို လေးတိုက်တော့ပါမလို့နော်ငါတလုံးတိုက်ထားတာလား ပြူပြောတာ လေးတိုက်တော့ပါသွားမယ်အလီးတော်နေတဲ့ညီးဆိုလွှဲသွားမယ် မင်းပြောတာအာယုံမရဘူး ဒီကိုကြည့် မကြည့်ရ ကိုကြည့် အမေဘာဖြစ်လဲပြူစားဘာဖြစ်လဲ ဒီသားတယ် အေးအညီလေးစားပါလို့ ဟိုတူဖြစ်ပါမယ် ဩအေးဘောကွာ ဒီ ရှိ က တာ ဒါသမီးဦးလေးနဲ့တူလေးနဲ့လှုပ်သားနေတာ ဟုတ်တယ် တူလေးနဲ့ကဘာကြော်နေတဲ့ဟာ အေး ဒီကဘာကျော်လာတယ် အဲ့ဒါ လက်ဖက်တော့လည်းမြဲ စိ လို့ တ်တယ်အဲ့ဒါစိတ်နဲ့မားရတာယူ ဘယ်ကနေကတ် ဘာမှလည်းမလုပ်ဘူးအဲ့ဒါမှ
တာကြီးဘေးကနေပြောနေ မ တာ င်းမသိမစားဘူးမသိနေတာဟာဟုတ်လိုက်ဟုတ်လိုက် နားလည်းပြေးလိုက်ပါအခုမှမင်းကိုဒီဆိုတာမြင်မှုတာ မင်းကို ရှင်းရှင်းရပြောပြော ငါလည်းမသိဘူး ဟော ဒီကကြောက်နေတော့ မင်းသားရေးကြည့် ဟုတ်ကဲ့ ကျွန်တော်တို့ကဝင်းမှုရေးလီ လူရေး ဒီကငွေရတာနေ ကလေးညောင်းမှဆိုလို့ ဒါရေးကြည့်မှာဗော မင်းသားချင်းချင်းလေးနေပြီလေကိုလက်ကတုံးနေတယ်လက်မောက်ထုံးပြီးမှဆိုလို့ မတော့ပါပဲနဲ့ လက်ပတ်လာ ကျွန်တော်လည်းပြီးရင်အလူကန်စင်းပါမယ် ဘာလဲကို ပြောတဲ့ပတ်စံကိုဖျားကိုလည်းမလူပါဘူး ဟုတ်ကဲ့ ကျွန်တော်လည်းမစားပါဘူး ဘာလို့လို့ စိတ်ကောင်းမှလေးကို baby fighter ဝယ်တိုက်တယ် ဟောခရီးပိတ်လို့ သူ့တိုင်လို့ကျွန်တော်ကတိုက်ပါ ဒီနေ့စိုက်လို့တော့ ခင်ဗျာတကယ်တော့ကြုံပြောချင်တာပါ မပြောချင်ပါဘူးကြီးလေညီလေးကိုပြောချင်တာမဟုတ်ဘူးငင်းတဲ့ညီလေးကိုတတိယပဲစိတ်ကပြေးနေအော်ငါညီလေးဘယ်ချိန်မှကိုကြီးကိုပတ်စံနေပြေးမလဲ ပကားဘူးကမကြည့်သေးတယ်မင်းမဆိုရင်လည်းမှန်ဒီပတ်စံမရမှကြောက် ရှေ့ခေတရင်တခေစီ ဟာရှင်းရဲ့ကြားတယ်နားထောင်နေတယ် ဒါကလည်းဒီကိုယူဒီမှာမဒီအိမ်တော့ကြည့်တာ အော်ကိုပြောတဲ့30ခွေးရတာ အဲ့ဒါလည်း ကျွန်တော်တို့က40ခွေးရတာဗျဆက်သိလို့ပါ ဒီတိနာတယ်လည်းရှင်းကြည့်ဝိစင်ကြတယ်လည်းငါဒီကိုယူလက်စတဲ့ဝင်ပြီးတယ်ပြီးအဲ့တော့ရှောက်ပြောတယ်ဒီလိုမျိုး ဘာလို့လဲမကြားကြအောင်ထောက်မယ်မကြားကြအောင်ထောက်မယ် လာတိုင်းအောင်ချစ်စီရလေးကျိုးလိုက်ရအတင်းနဲ့မတန်ဘူးကြီးအခုမှတက်ဝင်လာတယ်ပြီးတော့အညာပေါက်ကြီးဘယ်ငယ်ပဲမင်းသားတယ်ဗျာ ပြောတာပေါ့ငါးဖမ်းပိုက်တယ်မဝင်နေကိုမင်းတော့ကိုလေး ဒီကောင်အမြဲတမ်းငါဖမ်းနေတာသိတယ် ပြေးလိုက်တာကိုယ်ကိုယ်ရတယ်ဟုတ်လေဒီတိုင်းမှာအဲ့အမရှင်စောကနေဝယ်ပြီးတော့လာအဲ့ရမှာ အိမ်မက်ဒီမှာ နားပါတယ်နော်ဆောင်းပေါက်ရှိမှမလို့ငါ့ကြီးအဲ့ဒီမိုင်းလည်းနှလုံးနဲ့မရှိတော့ဘူး အဲ့ဒါဘာလို့ကြောက်လဲ နေတာလို့ ချစ်စရာလေးများစူပေါင်းထားတဲ့တမီး အမေပြောလိုက်တော့ ဘယ်နဲ့တော်များနေစူပေါင်းထားတဲ့တမီး မရရ ချစ်စရာလေးများ ဘာလို့ စူပေါင်းထားတဲ့တမီး ဘယ်လို အနှစ်တော်များနေစူပေါင်းထားတဲ့တမီး ဘယ်လိုနာပါလဲ မဟာတမီးမဟာတမီး ကြီးကျယ်ခမ်းနားတယ် သူကအတန်ပါဝါကောင်းတယ်ဆိုလက်ရောနေ အေးသူက လန့်လို့တော့ အားရပါရကြီးကောင်းလေ မရဘူး အိုးသဘူကလေး နားရဲ့ အိုးသဘူကလေးအိုးသဘူကလေးအိုးသဘူကလေးမဟာတမီဘယ်တော့လာသုံးမှရှိနေနော်မမီတို့ကအာယုံစိုးထုံးခံကြရတယ်ဘုန်းကြီးတွေဘယ်တော့နေ ပွဲလာကြည့်တော့အေးရပီပီတော့မပီတော့တွေ့ရလား ဒီလေကြီးသမီးတို့ကျွန်တော်တညာလုံးကြိုးစားနေတော့အသက်80 80ပြီတရားဝက်သွားရင်တကယ်နေပဲရောက်ပြီအော်ခုနအစိမ့်မဆက်နဲ့သွားတဲ့အမကြီးကလက်ဆက်တက်တော့အောင်စုဖူးတာရှင်အောင်ပြီလားဘယ်ဟုတ်မလို့ဝမ်းဆယ်ကိုမွန်ရဲ့ဖူးတာရှင်ကျွန်တော်ဖူးတာရှင် ဘော်လေးသိတာကပေရောဟုတ်လား ကပြောဟဲ့တွေ့ပြီ မငယ်တဲ့ချစ်ချစ်ချင်းအဖေကိုလေးအောင်တော့ပြောမယ်တော့ချစ်လေးတော့မယ်ဆိုရင်သူမှာတော့ကောင်းလေးကွယ်အမငယ်တဲ့ချစ်ချစ်ချင်းအဖေကိုလေးအောင်ဆိုပြောမယ် ဒီလိုဆိုတဲ့ဒီကနေ့ချွေတဲ့ဆက်ပါတဲ့ဆုံးချစ်တယ်
အတမကိုက်ဘူးသူကနှုတ်နဲ့သွားတာဒိုဆိုလာတူမီတူ ကဟောင်းလေးပေးပြင်းရင်မင်းတေးမဆွေးဆွေးအောင်စဘူးပါဟာရှင်မစကားငလုံးသားရောမတိဖို့စီကောင်းတယ်ရှင်မမလေးအောင်လေးရစီရောဒီမမို့လို့ကတော့မစီပေါ်ရီဝူးရဲ့အောင်စဘူးတော်လေးဆွေးရဲ့စကားအရန်ဆိုရင်လည်းမင်းသမီးကကြတိုက်ပြီးတော့ဂျင်းတို့ကြီးတို့ကြားတို့ အော်ကောက်ပွင့်ရဆိုပါသေးမင်းသားမှတ်တမ်းတင်တာမင်းသားတခြင်းသူတို့တင်တာအကျွေးတွေတင် လာပြီအောင်စဘူးလေးနဲ့ဒုသားကောင်းဆောင်လေးဘောင်းကစိတ်ကလေးကြီးပန်ဖို့တိတယ်ပြီဗျာမင်းသားလေးဆိုတာဟုတ်ရောအောင်ရအောင်လာပြီအောင်စဘူးလေးနဲ့ဒုသားကောင်းဆောင်လေးဘောင်းကစိတ်ကလေးကြီးပန်ဖို့တိတယ်ပြီဗျာမင်းသားလေးဆိုတာဟုတ်ရောဟေးအောင်ရအောင်အောင်စဘူးလေး